ဖိုးကြီး KNU တွေလည်းဒီလိုပဲနော်လူလိန်ကြားဖျက်ကန်ကောင်းဆောင်မောင်ချီသူတို့မောင်တင်ဝင်းတို့နိုင်မောင်စော်တို့ဒီမုတောတို့ဒီတီတို့ဗာလဲပြီးတော့ဗာလဲဘိုဘီတို့လည်းဒီလိုပဲစောက်ဆက်တရားမရှိနေသားများလည်းဒီလိုပဲပြီးတို့နော်ငါတို့ရဲ့ကောင်းဆောင်ငါတို့ရဲ့ကရင်ကောင်းဆောင်တွေကစပြည့်တဲ့ကောင်းဆောင်ဆိုတာမရှိတော့ဘူးโอเคအားကိုရတဲ့ကောင်းဆောင်တွေတန်ဖိုးစီးတဲ့ကောင်းဆောင်တွေနော်ဂုံယူစရာကောင်းတဲ့ကောင်းဆောင်တွေအတုယူစရာကောင်းတဲ့ကောင်းအတုယူစရာကောင်းတဲ့ကောင်းဆောင်ဆိုတာတကောင်မှမရှိနော်ချဲပေးကြပါဦးနော်မေလိုနေတာမြတော်လန်ရေးဖြစ်ကြတဲ့ကတော်လန်ရေးဖြစ်ကြတဲ့ကပြည်သူလူထုတနိုင်ငံလုံးလူမျိုးပေါင်းစုံဘာသာပေါင်းစုံတနိုင်ငံလုံးကသူ့ရဲ့ကရင်လူမျိုးမှမဟုတ်ဘူးတစ်ဖက်ပိုက်အစွန်ရောက်ကရင်မှမဟုတ်ဘူးသူ့ကိုထောက်ပံ့ပေးတာအများကြီးငါကရင်မတယောက်နဲ့ငါပြည်တော်စုနဲ့သွားတဲ့အတွက်ကြောင့်နော်ပြည်တော်စုလမ်းကိုစောင့်နေတဲ့ပြည်သူလူထုအားလုံးငါစီမှာအလူငွေတာပြီးလာပြီးတော့လူတာပေါင်းများတလားဆယ်ပေါင်းဝင်တန်းပေါင်းများစွာနေတာများကိုကူညီထောက်ပံ့ပေးလိုက်တာအများကြီးအဲ့ဒီမေလိုနေတာများကလိန်တယုံနဲ့ညာတယုံနဲ့ကလိန်ကကြက်တယုံနဲ့တမတာဖြစ်နေတယ်အခုဘလောက်ယူလဲဆိုတာသူ့ကိုထောက်ခံတဲ့သူကအညာကပြည်တဲ့တစ်ခွက်တောင်မှမရှိဘူးနေတာမြဘာလဲကောသူလေးနိုင်ငံထူထောင်ပြီးတမတာဖြစ်နေတာသူ့ကိုထောက်ခံတဲ့သူ့ရဲ့အဖွဲတကလူကအညာကပြည်တဲ့တစ်ခွက်စာလောက်တော့မရှိဘူးအဲ့ဒါစောက်ဆက်တရားမရှိဘူးနော်ပြီးတော့သူနေတဲ့အဲ့ဒီကော်သူလေးနယ်မြေမှာဆိုရင်လေလိုလာတဲ့နယ်မြေနော်အဲ့ဒီနယ်မြေကသူ့မိမစပအကွဲလာတော့မှသူ freelance ဆိုတာမရဘူးလိုလာတဲ့နယ်မြေဆိုတာမေလို့နေတာများမရဘူးဘယ်လိုရမလဲပြီးတော့သူ့ရဲ့ကော်သူလေးစခန်းဘေးနားမှာစီးတဲ့စစ်ခွေးစခန်းလားသူတခါမှတိုင်လို့မရဘူးသူ့ဘေးနားမှာစီးတဲ့ကြားပြကိုင်းတရားမဝင်လူလိမ်မှုလူညာမှုလူကောက်ကူးမှုလူသားမှုနော်တခိုးထမြကိုင်းတွေမာဖီယာကိုင်းတွေအများကြီးမေလို့နေတာများဘာမှလုပ်လို့မရဘူးမြဝတီကသူ့ရဲ့မိမအဖောက်အစ်မှာပဲသူဘာမှလုပ်လို့မရဘူးဟမ်မြဝတီမှာတခါမှဝင်မတိုက်တဲ့မေလို့နေတာများပေါက်ကလိုက်မှာတခါမှဝင်မတိုက်တဲ့မေလို့နေတာများကဖန်နော်ကရင်တပြည်နယ်လုံးကဘယ်နေရာမှမရောက်တဲ့မေလို့နေတာများကတမတာလုံနေတယ်စောက်ဆက်တရားမရှိဘူးငါလေးကရင်မပြောင်းနေတဲ့အကျန်းကိုဆဲဖို့ကောင်းတာနော်ငါဆဲတာပဲနော်အမေငါဆဲတဲ့အချိန်မှာအမှန်တရားပဲငါဆဲတယ်ပိုက်ခါစစ်စစ်နဲ့ငါဆဲတယ်ငါအဆောင်ဆဲလို့တတ်တယ်ငါဆဲတဲ့အချိန်မှာအမှန်တရားနဲ့ဆဲတာနော်မဟုတ်အမှန်တော့ငါမဆဲဘူးစိဆဲလို့စိအမှန်တရားပဲငါဆဲမယ်โอเคနော်မူယူပြီးတော့ဆဲတာကြမပြည့်ပြီးတော့ဆဲတာငါမလုပ်ဘူးနော်အဲကြောင့်မင်းတို့အာနာယူကောင်တွေမင်းတို့လိုစောက်ဆက်တရားမရှိတဲ့ကောင်တွေမင်းတို့လိုဘာမှလောက်မတတ်တဲ့ကောင်တွေအောက်နောက်မရှိတဲ့ကောင်တွေနော်စာမတပင်မတတဲ့ကောင်တွေကွာမင်းတို့လောက်လိုက်မင်းတို့ရဲ့စောက်ယူခြင်းမင်းတို့စောက်ချိုးမင်းတို့ရဲ့ကလိန်ကကြက်အချိုးတွေကိုမင်းတို့လောက်လိုက်မင်းတို့အာနာယူချိုးတွေလောက်လိုက်နော်ထမင်းစားတဲ့ငါတို့ရဲ့ကရင်လူငယ်တွေနော်စာတပေတတဲ့ငါတို့ရဲ့ကရင်လူငယ်တွေငါတို့အလကားထိုင်မကြည့်ဘူးနော်မင်းတို့လိုသေခါနီးအဖိုးကြီးတွေကနော်မင်းတို့လောက်ချင်တိုင်းမင်းတို့လောက်နေတယ်လောက်လို့ရတယ်ဒါပေမဲ့ထမင်းစားတဲ့ငါတို့တွေကထမင်းစားတဲ့ငါတို့ရဲ့ကရင်ပြည်သူလူထုတွေအောက်နောက်စီးတဲ့ငါတို့ရဲ့ကရင်ပြည်သူလူထုတွေကထိုင်မကြည့်ဘူးတခြားလူမျိုးတွေမင်းတို့ပြောလို့မရဲဘူးထားလိုက်လူမျိုးရေးသွေးကွမ်းမှာကြောက်လို့ထားလိုက်ဗမာတွေရခိုင်တွေမိုးတွေမင်းတို့ပြောလို့မရဲဘူးထားလိုက်ဒါမဲ့ငါတို့ကောင်းဆောင်မကောင်းလို့စင်ငါတို့ကရင်လူငယ်တွေငါတို့ကရင်လူမျိုးတွေကပြန်တော့ပြောရမှာပဲစန့်ကျင်ရမှာပဲโอเคကောင်းဆောင်မကောင်းလို့စင်ကြံတဲ့အလက်အောက်မှာနေတဲ့လူတွေလည်းဖြက်စီမှာပဲလေအဲ့ဒါငါတို့လို့ထားလို့မရဘူးโอเคကိုသားသမီးမကောင်းလို့စင်ကိုဆောင်မရမယ်ကိုထိုင်းရမယ်ဒါပဲရှိတယ်နော်အဖေမေမကောင်းလို့စင်ပြောရမှာပဲအဖေမေဖြစ်လို့လူကြီးဖြစ်လို့လှုပ်ရှင်လိုမျိုးလောက်ပါစေငါတို့တွေကချီးစားမယ်ငါတို့တွေကဒုက္ခရောက်မယ်သူတို့လောက်တိုင်းငါတို့ခံမယ်ဆိုတာငါတို့တွေကအဲ့လိုမျိုးလူငယ်မဟုတ်ဘူးနော်စောက်ဆက်တရားမရှိတဲ့မေလို့နေတာမြနော် KNU အဖိုးကြီးတွေဘက်ကလည်းနော်အဲ့ဒါမှမဟုတ်ဒီနေ့ပြောတဲ့အတိုင်းပဲအနစ်80ကျော်ဘာကြောင့်နော်မလွတ်မြောက်တာလဲဘာမှမရတာလဲနော်ဖင်ခံလို့နော်ဖင်ခံလို့ကြုံခံလို့ကြုံစိတ်မကောင်းလို့မေလို့တွေကနော်အသိဉာဏ်လည်းမရှိအသိတရားလည်းမရှိစောက်ဆက်တရားလည်းမရှိတောင်းယူမှုတောင်းခံမှုမရှိခေါင်းဆောင်လည်းမပိတာအဲ့ဒါကိုနော်အဲ့ဒါကိုယာထူးကိုကန်ထားပြီးတော့နော်သေခါနီးပြီးလဲယာထူးကိုကန်ထားပြီးတော့နေရာလည်းမစင်းလောက်တဲ့သူကိုလည်းပြန်တော့လောက်ကြံသားပြအမျိုးမျိုးနော်အမျိုးမျိုးအစဖြတ်
နဲ့လှုပ်လို့မနိုင်လှုပ်တဲ့သူကိုလည်းနေရာမပေးမအေလို့တွေနော်အဲ့ဒါသူတို့ကိုသူတို့ဂုံယူနေကြတယ်အောင်မလေးငါတို့တွေအနစ်90စစ်တိုက်ရတာငါတို့တွေကနှစ်ပေါင်းများစွာလက်နဲ့ကင်လာတာဟမ်နှစ်ပေါင်းများစွာလက်နဲ့ကင်လာတာဘာကိုရလို့လဲဟမ်လူများနဲ့မြေစပအကွဲလာတော့မအေလို့တွေကလှုပ်လို့မရဘူးစောင်းဖျားချက်ဆိုရင်လည်းအောင်မလေးအခုနော် KAA ကနေ BGF Black BGF တွေက KAA ကနေတဝက်ခွဲထွက်လိုက်တယ်။ကျန်တဲ့တဝက်ကမအားလာနဲ့ဖင်လို့ပကံဆက်လုံးနေတယ်။နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုထိလည်းသူတို့စီဝေတက်လို့မကောင်းသေးဘူးမပြီးသေးဘူး။ဟမ်ဘယ်လိုမျိုးစောင့်ပြရမလဲအေလို့တွေကဟမ်2026ရောက်ပြီ။အနစ်90လဲကြော်သွားပြီဒီတော်လိုင်းရင်မှလဲ6နှစ်စီပြီမအေလို့တွေအခုထိလည်းအစီဝေတက်လို့မပြီးသေးဘူး။တားရမလားနေရမလားသေလိုက်ပါမအေလို့တွေဟမ်你都阿西威不老带起来带看อยู่တို့你都不老အကြာကြီးအစီဝေးတက်ချင်လဲအပြင်မှာတက်နိုင်ငံရေးမှာထွက်သွားတော်လိုင်းမှာထွက်သွားခွေးမသားတို့ဟမ်တော်လိုင်းရေးမလောက်ချင်ဘူးမတိုက်ချင်ဘူးနိုင်ငံရေးကိုဘာမှလောက်မတောက်ဘူးနော်ဖယိုဖယလောက်နေမယ်ဆိုရင်မင်းတို့အဖွဲ့တွေအားလုံးထွက်ပြီးတော့နိုင်ငံအကြဟိုးအပြင်မှာသွားပြီးတော့အစီဝေးတက်နော်ငါတို့တော်လိုင်းရေးလောက်ပါတယ်ငါတို့နိုင်ငံရေးလောက်ပါတယ်အဲ့ဒီအစီအဝေးနဲ့ပဲမင်းတို့တရက်ပြီးတရက်တလပြီးတလတနည်းပြီးတနည်း10နှစ်ပြီး10နှစ်အနည်း90ပြီး90မင်းတို့လောက်နေတာမင်းတို့ဆက်တရားမရှိဘူးလားဟမ်ဟိုဘက်ကနေတော့ဖေကိုလိုးနေတဲ့ကောင်ကန်ထားတဲ့အရာကလီမဟုတ်ဘူးလက်နဲ့ကွာနော်မအေလို့ကန်ထားတဲ့ဟာလီမဟုတ်ဘူးလက်နဲ့ညီတို့မျိုးသားလို့ရတယ်မြန်မာပြည်ကိုဖျက်ဆီးလို့ရတယ်နော်တမျိုးလုံးကိုမျိုးတောင်သားလို့ရတယ်အဲ့ဒီမအေလို့ကန်တဲ့လက်နဲ့ကလီမဟုတ်ဘူးခွေးမသားဖိုးကြီးတို့မင်းတို့တလပြီးတလတနေ့ပြီးတနေ့10နှစ်ပြီး10နှစ်အစည်းအဝေးတက်ပြီးအချိန်ကုန်လိုက်ခွေးမသားတွေဟမ်အခုထိလဲစောင်းပြလို့မရသေးဘူးစစ်ခွေးကိုမောင်းထုတ်ပေးရမလားရန်သူကိုတိုက်ထုတ်ပေးရမလား2027မှာကိုယ့်မျိုးကိုစီလုံးနဲ့ကိုပြန်တော့ကာကွယ်မလားကိုယ့်ရဲ့ကင်မြတ်ကိုပြန်တော့ကူညီမလားကဲတင်မလားလို့မရကိုလို့မလားမအေလို့အခုထိစောင်းပြလို့မရသေးဘူးဟမ်ကိုကြိုးစီးပွားရေးဆုံးလို့မနိုင်သေးဘူးငွေတွေဆုံးလို့မနိုင်သေးဘူးနော်အယိုးတွေကိုက်နေတာကိုနှမျောနေတော့အဲ့ဒီအယိုးတွေကိုအဲ့ဒီတယောက်ကျွေးတဲ့အယိုးတွေမအေလို့မရလဲကျွေးတဲ့အယိုးတွေကိုကိုက်နေတော့မယ်ဟာနှမျောနေတော့ပဲကိုက်လာတာနှစ်90စီးပြီလဲဆက်ပြီးတော့ကိုက်နေတယ်အဲ့ဒီအယိုးတွေကိုဟမ်ခွေးမသားတွေဒီတော့ရေအမှန်တရားလဲနားထောင်ပါနော်ဒီလိုမျိုးသေခါနီးအဖိုးကြီးတွေစောက်တော့မသားတဲ့ကောင်တွေနိုင်ငံရေးတော်လှန်ရေးဖျက်ဆီးတယ်နိုင်ငံရေးတော်လှန်ရေးကြားတယ်နော်ဒီလိုမျိုးစောက်တော့မသားတဲ့ကောင်ဘာဖြစ်လို့ကြားတာလဲစောက်တော့လည်းမကြားအစ်လည်းမတိုက်တာဝန်ယူမှုလည်းမရှိတာဝန်ခံမှုလည်းမရှိနော်တာဝန်ယူမှုမရှိတာဝန်ခံမှုလည်းမရှိငါတို့တော်လှန်ရေးလုပ်နေပါတယ်ဆိုတာပြောနေတဲ့မအေလို့တွေကသေခါနီးဖိုးကြီးတွေအခုထိရှိနေသေးတယ်နော်သူတို့ကြောင့်လက်အောင်ငယ်သားတွေဘလောက်ပဲတိုက်ချင်ဘလာပဲလောက်ချင်ဘာမှလောက်လို့မရဘူးကရင်ပြည်နယ်မှာ KNU ပြီးရင်ပြီးစောက်ရင်စောက်နော်တိုးရင်တိုးတိုင်းရင်တိုင်းဒါပဲ KNU ပြီးဆောင်ပဲနော်မအေလို့နဲ့ဒါများဆိုရင်စောက်ယူကြမပြေတဲ့ကောင်တို့ဘေးနားမှာဖယ်ထားလိုက်အဲ့ဒီနွားနော်ဟာတာပဲပြီးတော့ဒီမအေလို့ကတနိုင်ငံတော့သူ့အမြင်တာဟာတာပဲသူရဲ့စောက်စင်ကဘာလို့ရတယ်ဂျပန်မှာသွားလိုက်လို့ဆိုရင်ဂျပန်ကလူတွေရဲ့ငွေကိုလိန်စားလို့ရအောင်သူကဟိုလိမ့်မယ်လီလိမ့်မယ်အစုံရတဲ့လူတွေကကရင်နိုင်ငံလိုချင်တဲ့သူအကနေဒါမြတ်ကိုရောင်တာပေါ့ဟိုင် USA ကလူတွေဆိုရင်အစုံရတစ်ဖက်ပတ်တဲ့လူတွေကကရင်နိုင်ငံယူမဲ့သူတွေကနေဒါမြတ်ကိုရောင်လိုက်ပါပတ်စံတွေပေးလိုက်တာပေါ့ကရင်နိုင်ငံဆိုတော့စက်တီနိုမေစပါလာကရင်နိုင်ငံလောက်ချင်တိုင်းလောက်မယ်ဆိုရင်ကရင်နိုင်ငံမှာစီတဲ့စစ်ခွေနို့ဘယ်နှကောင်တိန်နို့ဘယ်နှကောင်တားလို့ရလဲကရင်နိုင်ငံမှာကရင်ပြည်နယ်မှာစီတဲ့မြို့တယ်နို့ဘယ်နှမြို့တိန်လို့ရလဲမအေလို့တွေကရင်နိုင်ငံတော့တမတာတို့စက်တင်နိုင်ငံဆိုတာတမတာဆိုတာတော့မေစပါတယ်တော့မရစပါတယ်တော့သမီးစပါတယ်လို့မျိုးလောက်ချင်တိုင်းလောက်လို့ရတာမဟုတ်ဘူးခွေးမသားတို့ရေစောက်ဆက်တရားမရှိတဲ့ကောင်တွေမတွေကရင်နိုင်ငံလို့អော်ပြီးတော့ကရင်ပြည်နယ်မှာစီတဲ့မြို့တစ်မြို့မှာသိမ်းမရတဲ့ခွေးမသားတွေကိုရဲ့သူတို့ရဲ့စကန်ဆဲတော့မှာစီတဲ့စစ်ခွေးရဲ့စကန်မှာသူတို့ရအောင်မသိမ်းမြဝတီဓမ္မနဲ့မေလို့နဲ့ဒါပြည့်နဖူးစင်းမှာပဲစီနေတာဘာဖြစ်လို့တောင်းမသိမ်းမြဝတီကိုလည်းထီလို့မရဲကရင်သစ္စာဖလောက်ကောင် BGM လားခွေးတော်မနေရမြတိုက်လို့မရဲ
ကရင်နိုင်ငံယူမယ်စောက်ဆက်တရားမရှိအာနာယူတွေဟာမင်းတို့လိုအာနာယူကြောင့်မင်းတို့လိုစောက်ဆက်တရားမရှိတဲ့ကောင်တွေကြောင့်မင်းတို့လိုစာမတပင်မတအသိတရားမရှိနေတာမို့မရှိနော်တာဝန်ယူမှုတာဝန်ကမရှိအမြင့်ချင်းနော်အမြင့်ချင်းအမျောမရှိတဲ့ကောင်တွေကြောင့်မင်းတို့ငါတို့ကရင်တိတ်ခါကြတယ်ငါတို့ကရင်တိတ်ခါကြတယ်အရန်လက်ဆက်တယ်ကွာခွေးမသားတွေသူများတွေစီလောင်ပြီးအာနာစင်ကိုတိုက်ထောက်ရမယ့်အချိန်မှာမေလို့တွေကအာနာစင်ကိုမတိုက်ဘဲနဲ့တမတဖြစ်နေမယ်ဟာနေရတွေလူနေတယ်အာနာတွေယူနေတယ်စောက်ဆက်တရားမရှိဟာဟောမှာအာနာယူကပြည်သူကိုလိုက်ပြီးတော့ဘုံကျဲတနိုင်ငံလုံးလိုက်ပြီးတော့ဘုံကျဲတပ်ဖြတ်နေတာမေလို့နေတာမြက်ကစောက်ဆက်တရားမရှိဘယ်နေရာမှမသိမဲနဲ့တမတဖြစ်နေမယ်ခွေးမသားမင်းအောင်လိုက်နဲ့ပြန်တော့ယူနေကြတယ်ဟာမင်းအောင်လိုက်ကတော့လူသားပြီးတော့ယူနေတယ်သူကြတော့ပြည်သူလူထုသူ့ရဲ့အမျိုးတွေရဲ့ငွေကိုလိမ်စားပြီးတော့အာဏာယူနေတယ်တမတဖြစ်နေတယ်ဟာကျန်နေတဲ့မေလို့ဖိုးကြီးခင်ယူရဆိုလဲခင်ယူတယ်ဆိုရင်လည်းအာနော်အခုတိလဲကိုကြိုးစီးပွားသူတို့ဆုံးလို့မရဆုံးလို့မနိုင်တေခါနေပြီတင်းချမ်းခေါမှရောက်ခါနေပြီမေလို့တွေကစကားပြောတော့မပြီးတော့ဘူးသွားတစ်ချောင်းမှလည်းမကြံတော့ဘူးအခုတိလဲအာနာယူကန်အာနာကိုကန်ထားတဲ့သေတဲ့တည်းဒီအနာကိုသူတို့ဟိုဗလဲငရဲထဲမှာယူသွားတဲ့ကောင်တွေမေလို့တွေစောက်ဆက်ကြမ်းရှိတဲ့ကောင်လေးပြောလိုက်လို့စိလေသူများတွေဘလောက်ပဲပြောသူများတွေဘလောက်ပဲရဲမင်းတို့တောင်းလေသူများတွေဝေဖန်တာတနိုင်ငံလုံးတိုင်းရင်သားနော်ကရင်တော်မှမကဘူးတိုင်းရင်သားအလုံးမင်းတို့ဝေဖန်တယ်မင်းတို့ကိုကြိုက်ရတယ်မင်းတို့ကိုလောက်ပြောင်းတယ်မင်းတို့စောက်ဆက်တရားမရှိဘူးနော်မင်းတို့ကမြောင်လာတဲ့တူပဲဒီလိုပဲပြောအာနာယူတဲ့သူပြအဆက်တရားမရှိဘူးနော်အာနာယူနေရယူအာတာယူလောဘယူတဲ့ကောင်တွေကဘယ်တော့မှအဆက်တရားရှိမှာမဟုတ်ဘူးဖာတယ်မတဲ့ဆိုတယ်နော်ဖာတယ်မတဲ့ဆိုတယ်ခွေးမသားတွေပြောလိုက်လို့စင်ငါတို့အနစ်80အော်ပြီးတော့ကိုယ့်ရဲ့ကရင်ပြည်နယ်မှာစီတဲ့မြို့တော်မှာတလုံးမသိမ်းဟာကိုယ့်ရဲ့ကရင်ပြည်နယ်မှာစီတဲ့မြို့အလွန်တမြို့မှမလွမြောက်စစ်ခွေးတဲ့ပဲဟိုမှာနေတော့အစီဝေတက်လိုက်တာဒီတရက်နေရအတွင်းကနေတော့ရ KAA တွေ PGA တွေ KNU တွေတော့အစီဝေတက်လိုက်တဲ့နောက်ပိုင်းမှာလေနော်စစ်ခွေးကမင်းတို့ရဖေးမှာတက်လို့နေပြီးမေလို့တက်လာကောင်ပြီးဘယ်နေရာမစိုးနော်စစ်ခွေးနေရာတမ်းမှာရောက်ကုန်ပြီနို့စီဝဲတက်နေတဲ့အချိန်မှာမေလို့တွေအခုချိန်မှာမင်းတို့ထိုင်ပြီးတော့စီဝဲတက်ရမယ်မဟုတ်ဘူးနော်ကိုပြည်နယ်ကိုနယ်ကိုတိုင်ကိုရွာမှာတက်လာတဲ့စစ်ခွေးတွေကိုမင်းတို့ထိုင်ပြီးတော့မင်းတို့ပြေးရမှာမေလို့တွေမင်းတို့ပြေးရမှာမင်းတို့မောင်းထားရမှာမင်းတို့ထိုင်ပြီးတော့စီဝဲတက်တာမဟုတ်ဘူးခွေးမသားတို့နော်အရင်တော့ဆိုရင်တမဟာကုံဘာမှစောက်ခင်ဆိုင်ဘူးအခုတမဟာကုံကလူတွေထားပြီးတော့လိုက်တွေလွှင့်နေတယ်ဟာအချိန်နဲ့မကောင်းတော့ဘူးဒီနေ့မနေ့တော့စရဒီနေ့အချိန်မကောင်းဘူးပြေးရကုန်ပြီတဲ့နော်စစ်ခွေးတွေတက်လာကုန်ပြီလိုင်းပွဲတော့ပိုက်ကြောင်တော့ဘယ်ရွာမဆိုရောက်လာကုန်ပြီဟာအထက်ကအဖိုးကြီးတွေအစည်းအဝေးကောင်းနေတော့မယ်ဖတ်တီးတွေအစည်းအဝေးကောင်းနေတော့မယ်အခုထိတိုင်ပြီးသေးဘူးမင်းအောင်လိုက်စစ်ခွေးတွေဝိုင်းထားကုန်ပြီกินပြီနဲ့မင်းအောင်လိုက်ကဘယ်နေရာကိုကျဲရမလဲမင်းအောင်လိုက်ကဘယ်မျိုးကိုကျဲမလဲမင်းအောင်လိုက်ကသူတို့ရဲ့ကိုကျိုးစီးပွားရေးကိုဘယ်နှလုံးကျဲပေးရမလဲဆိုတာမင်းအောင်လိုက်အတိအကျနဲ့ရေးဆွဲထားပြီးအဖိုးကြီးတွေစီဝေးကောင်းနေတော့မယ်စီဝေးရဆိုတာဘာလဲဖွင့်သိမဖွင့်သိတိုက်ပွဲကိုပေါ့နော်ဖွင့်နိုင်လို့ရှိရင်သူတို့ကိုကျိုးစီးပွားရေးဘယ်လောက်ထိခိုက်မလဲဆိုတာသူတို့တွက်နေတာဖွင့်နိုင်လို့ရှိရင်သူတို့ကိုကျိုးစီးပွားရေးဘယ်လောက်ထိခိုက်မလဲဆိုတာသူတို့တွက်နေတာဒါပေမဲ့ပြည်သူကိုသူတို့ပြန်ပြီးတော့လိန်တာပါလေအကြောင်းပြချက်ရတော့ဖွင့်နိုင်လို့ရှိရင်ပြည်သူတွေဘယ်လောက်သေမလဲတဲ့ဖွင့်နိုင်လို့ရှိရင်ပြည်သူတွေဘယ်လောက်ဒုက္ခရမလဲတဲ့ဖွင့်နိုင်လို့ရှိရင်ပြည်သူတွေဘယ်လောက်စစ်ပြေဆောင်ရမလဲတဲ့အဖိုးကြီးကပြန်ပြီးတော့အကြောင်းပြချက်လုပ်နေတာ